အဲ့ဒါနဲ့ကျုပ်လဲလူနာကိုလှမ်းကြည့်လိုက်တော့လူနာရဲ့ကိုယ်ထဲမှာမကောင်းဆိုးဝါးတစ်ကောင်ကဝင်ပူးနေပြီအဲ့ဒီမှာပဲကျုပ်ကိုဆရာကြီးကပြောတယ်အောင်မြတ်သာအဲ့ဒီကိစ္စကိုငါကြိုသိနေတယ်ဒီလိုဖြစ်လာမယ်ဆိုတာသိလို့ဆရာတော်စီကသင်္ကန်းတောင်းလာတာငါအဲ့ဒီကောင်ကိုထုတ်ပြမယ်မင်းအတွက်လဲနောက်ဆိုရင်အသုံးဝင်ကောင်းဝင်လာပါလိမ့်မယ်ဟိုတယောက်ကိုတော့ချုပ်ခိုင်းထားတယ်သူဘယ်မှသွားလို့မရတော့ဘူးဆရာကြီးကသင်္ကန်းစကို3စခွဲပြီးတော့ကြစ်စမီပုံစံကျစ်လိုက်တယ်ပြီးတော့အောက်ခြေကိုခြေ3ချောင်းဖြစ်အောင်လုပ်ပြီးပကံတစ်ခုထဲမှာထောင်ထားလိုက်တယ်ပြီးတာနဲ့သူဆွဲနေတဲ့အင်းစားမစလုံးတွေကိုမနာတမ်းရွတ်တော့တာပဲဘယ်နှခေါက်မှန်းတော့ကျွန်တော်လည်းမသိတော့ဘူးပြီးတာနဲ့ပကံထဲကိုစီလောင်းထည့်ပြီးအဲ့ဒီသင်္ကန်းစကိုမီးရှို့လိုက်တယ်သင်္ကန်းစကတမြင့်မြင့်လောင်ကျွမ်းလာတာကုန်ကန်ကြီးလေဝင်ပူးတဲ့ကောင်ကကနာမငြိမ်ဖြစ်လေပဲတိတ်မကြပါဘူးသင်္ကန်းစလည်းကုန်အဲ့ဒီဝင်ပူးနေတဲ့ကောင်လည်းထွက်ပြေးတာပဲကျွန်တော်သိလိုက်တယ်လေဆရာကြီးကအမိန်သုံးပြီးထိုးလို့ရရဲ့သားနဲ့ကျွန်တော်သိအောင်လို့တမင်လက်တွေ့စမ်းပြတာနောက်ပြီးဆရာကြီးကပြောသေးတယ်အဲ့ဒါသင်္ကန်း3ချောင်းထောက်ဖုတ်ထုတ်နီးတဲ့ဖုတ်ဝင်ရင်လည်းအဲ့ဒီနီးကိုသုံးပြီးတော့ထုတ်လို့ရတယ်လို့ပြောပြတယ်နောက်တော့ချုပ်ထားတဲ့သူကိုပြန်ခေါ်ပြူစားထားတဲ့ပညာတွေကိုပြန်နှုတ်ခိုင်းပြီးမိတော့မှဖြစ်ချောင်းကုန်စင်ကိုသိရတယ်အခုဝေဒနာခံစားနေရတဲ့သူကအတိုးချီးစားတာတဲ့မတရားအတိုးတွေယူဖြစ်ချင်တော့အခုပြူစားထားတဲ့သူစီကအတိုးမပေးနိုင်လို့သူတို့သားမိထမင်းစားနေတော့လာပြီးတော့ထမင်းပကံကိုလွှင့်ပစ်လိုက်လို့အခုလိုလုပ်ရတာဖြစ်တဲ့အကြောင်းသူ့အနေနဲ့ဆရာတို့ကိုမနိုင်တာကြောင့်ပညာတွေကိုအကုန်ပြန်ယူသွားမယ်ဆိုတော့ဆရာကြီးကတာထု3ချိန်ခေါ်လိုက်တယ်အဲ့ဒီနောက်တော့ပညာတွေကိုဖျားမှလှူခိုင်းတော့သူကမလှူဘူးသူ့ပညာတွေကိုမလှူဘူးတဲ့ကျွန်တော်နဲ့ဆရာကြီးလည်းအတန်တန်နားချပေမဲ့မလှူဘဲနဲ့သူ့ကိုယ်သူတတ်သိသွားတယ်ကျုပ်လည်းတော်တော်ကိုစိတ်မကောင်းဖြစ်သွားတယ်ကျုပ်တို့ကြောင့်လူတစ်ယောက်သေဆုံးသွားရပြီလေကျုပ်တို့မဖြောင်းပြနိုင်ခဲ့လို့ဆိုပြီးစိတ်လဲထိခိုက်သွားတယ်အဲ့ဒါနဲ့လူနာကလည်းပြန်ကောင်းသွားတယ်ကျုပ်လည်းအဲ့ဒီလိုကူးတဲ့ဘက်ကိုစိတ်သိမ့်မလဲတော့ဘူးတမထလုပ်တဲ့အလုပ်ကိုပဲဒီဇိုင်းမမတ်လုပ်ခဲ့မိတယ်ကျုပ်ရဲ့စိတ်ကလည်းတမထအပေါ်မှာတာယာလာခဲ့တယ်အမြဲတမ်းအချိန်ပြည့်တရားထိုင်နေရရင်ဘာဆိုဘာမှမသိလောက်အောင်တည်ငြိမ်အေးချမ်းလာခဲ့တယ်ဆရာကြီးကတော့မေးပါတယ်မင်းထွက်ရက်လမ်းစဉ်လိုက်မလို့လားတဲ့ကျုပ်ကလည်းဟုတ်တယ်လို့ပြန်ဖြေလိုက်တယ်ကျုပ်နောက်ပွင့်တဲ့ဖះကိုစောင့်ပြီးတော့ဖူးမြော်ခြင်းတယ်လို့ပြောလိုက်တယ်